ကဲအားလုံးပဲမင်္ဂလာပါလို့ license ပေးမရှိဘူးလားခဏခဏမိတယ်ကျွန်တော်ညီကိုတွေအတွက်ဘိန်းရှယ်ရောက်တယ်เนาะဒီကောင် license ကိုမှရပလက် license ကိုမှ man license ဖြစ်တယ်เนาะဟိုဈေးကြီးဆုံး license ဈေးကြီးဆုံးမျိုးတွေ man license ဖြစ်ပါတယ်เนาะဒီကောင် Ducati Monster 81ကို model 2015 5လ6လဖြစ်မယ်ဗျာ2015 5လ6လဖြစ်မယ်ဘိန်းရှယ်ကြီးလုံးอ่ะเนาะဘိန်းရှယ်ဘိန်းတန်ရင်သူ့ရဲ့ error ပြချက်ဘာမှမရှိဘူးဘူတူတူလှုပ်ချင်နေတဲ့ညီလေးတွေအတွက်ဆိုရင်တော့ဒီဘိန်းတွေကရွေးချယ်စရာမဟုတ်ဘူးဗျာဒါဒီဘိန်းတွေကသူ့ရဲ့ performance ပေါ့เนาะသူ့ရဲ့ဘယ်လိုပြောမလဲဆိုအားတာချက်ကိုကြိုက်တဲ့ကျွန်တော်ညီကိုမေးစီဝါသနာရှင်တွေအတွက်ပဲဖြစ်ပါတယ်เนาะဒီဘိန်းဆိုရင်လုံးဝတာယာရှင်းနောက်ကကြလုံးဝအစ်စ်ပဲဗျာเนาะရှစ်တရာဆိုလဲအစ်စ်ပဲဖြစ်ပါတယ်เนาะဘိန်း error ပြချက်ဘာမှကြီးကြီးမားမားမရှိဘူးဒါပေမဲ့ဒီ Ducati ရဲ့အထာဟိုမနိုးတာကြရင်ဘက်ထရီဝစ်တာတော့မစီးတာကြရင်ပလက်ပြတ်တာတော့ဒီလိုမျိုး error လေးတော့ရှိရတယ်ဒီလိုဒုက္ခတွေကိုခံနိုင်မှလည်းအားပေးပါเนาะဒါဒီစံကလေးရဲ့အကြောင်းဒီအကျွမ်းတူဝင်ရှိမှပဲအားပေးပါဒီကော license ပေးပြတဲ့အတွက်ဒီရှမ်းရှိရကျွန်တော်ညီကိုမိတ်ဆွေတွေအတွက်ဆိုရင်ဟိုဘက်ကဟိုကန်ကူစလီလောက်တဲ့စိတ်ကြိုက်ဖြုတ်လို့ရတယ်ဗျာเนาะဟိုဘက်ကမှဆိုဒီကောင်နဲ့ဇီးအရင်ကြီးတဲ့ကောင်တွေဖြစ်ပါတယ်เนาะဒီကောင်ရပလက် license လည်းဖြစ်တော့မြန်မာနိုင်ငံတနိုင်ငံလုံးသွားလို့ရတယ်ဟိုဘက်ကလည်းကန်ကူစလီလောက်ပြီးတော့ဒိုးလို့ရတယ်စီးစီးလို့ရတယ်เนาะဒီကောင်လေးက Ducati Monster 81ကို model 2015 5လ6လဖြစ်မယ်ဈေးလေးကဒီကောင်3,4500ဖြစ်ပါတယ်เนาะ3,4500ဈေး short တင်ညှိနှိုင်းပြီးရောင်းချပေးပါမယ်ကျပ်ငွေနဲ့တော့180ဖြစ်ပါတယ်ဗျာเนาะကျွန်တော်ညီနိုင်ပြီးရောင်းချပေးမှဖြစ်ပါတယ်ဘိန်းလေးကိုကြိုက်လို့စိတ်ဝင်စားတယ်ဆိုလို့ဆက်သွယ်လာလို့ရပါတယ်เนาะဈေးလေးကခေါင်းကျွန်တော်ပြောသလိုညှိပြီးရောင်းချပေးမှဖြစ်ပါတယ်ဒါကကျွန်တော်တကယ်ချင်းဘိန်းလေးပါကျွန်တော်ကူရောင်းပေးတာမျိုးလည်းဖြစ်ပါတယ်เนาะဘိန်းအင်ဂျင်ဖွင့်လက်ပါညာဘာမှမရှိဘူးဗျာเนาะဘိန်းလေးကောင်းပါတယ်အဓိကဒီကောင်လေးရဲ့ performance ကိုစီးနိုင်မှာကျန်းစီးနိုင်မှာပဲအားပေးပါလို့เนาะဒီကောင်ဆိုကီလိုမီတာလေးက1000ကျော်ပဲရှိသေးရဲ့ဗျာเนาะကီလိုမီတာ1000ကျော်ပဲရှိသေးတယ်ဒါ short တာချင်းလည်းမရှိပါဘူးကျွန်တော်သူတို့ဒီရောင်းခိုင်းတဲ့အတိုင်းပဲဖြစ်ပါတယ်เนาะကီလိုမီတာ1000ကျော်နဲ့စတက်လေးလည်းနှုတ်ပြပါမယ်เนาะကျန်စီးနိုင်မှာเนาะဟိုတော်တန်ရောကလပ်ဘင်းစီးတဲ့ုံလောက်နေဒီဘိန်းကမစီးရဘူးဗျာဒီကောင် performance အရင်ကျန်တယ်เนาะအထွက်တွေပါညာတွေပါเนาะအရင်ကျန်ပါတယ်ဘိန်း error ပြချက်ဘာမှမရှိပါဘူးစီလေးလည်းညှိနှိုင်းပြီးရောင်းချပေးမှာမလို့ပြောညီကိုလေးစိတ်ဝင်စားရင်ဆက်သွယ်မြင်လာလို့ရပါတယ်လို့ကျေးဇူးတူပါ